ဒီဇက်ကားကိုတော့အမြဲစုပူနေတဲ့လက်ဘူအနန်းစာနာအကျဉ်းထောင်မြင်ကွင်းနဲ့စတင်ထားပါရီထောင်ထဲမှာအုပ်စုဖွဲ့ပြီးနေတိုင်းလိုရန်ဖြစ်တိုက်ခိုက်နေကြတာပါအကျဉ်းသားတွေကအာဏာလူဖို့အမြဲချောင်းနေကြတာပါဒီအရှုပ်ထွေးထဲမှာအန်ကိုရိုဆိုတဲ့အကျဉ်းသားတယောက်လည်းပါဝင်နေပါရီအန်ကိုရိုဟာထောင်မူဂျက်ဖရီရဲ့အနိုင်ကျင့်နှိပ်စက်ခြင်းကိုမကြာခဏခံရသူဖြစ်ပါရီသူကမိသားစုနဲ့တားလေးကိုတတိယနေပြီးထောင်ထဲကနေအမြန်ဆုံးလွတ်ချင်နေတဲ့လူတစ်ယောက်ပါပဲဒီနေ့မှာတော့အသက်25နှစ်အရွယ်အကျဉ်းသားအသစ်ဒီမတ်ရောက်လာပါရီသူမျက်နှာကအေးဆက်နေပြီးလူတိုင်းကိုဆူဆူရဲရဲစိုက်ကြည့်နေခဲ့တာပါဒီမတ်ရဲ့ခန္ဓာကိုယ်ပေါ်မှာထူးဆန်းတဲ့အမာရွတ်တွေအများကြီးရှိနေပြီးဘယ်သူနဲ့မှလည်းစကားမပြောပါဘူးထောင်ဆောင်နေတဲ့အကျဉ်းသားတွေကသူ့စီကနေကြောက်စရာကောင်းတဲ့အငွေ့အသက်ကိုစတင်သတိထားမိလာကြပါရီဒီမတ်ရောက်လာတဲ့ပထမဆုံးညမှာပဲထူးဆန်းတာတွေစဖြစ်လာပါရီမီးတီတွေမိတ်တုံဖြစ်လာပြီးတန်တကားတွေလည်းအလိုလိုလှုပ်ခါလာခဲ့တာပါလူမရှိတဲ့စင်းချန်လန်းတွေကနေခြေတံတွေပင့်တင်ထက်လာပါရီအဲဒီညမှာပဲအကျဉ်းသားတယောက်ကြောက်စရာကောင်းတဲ့ပုံစံနဲ့သွေးရိုင်တဲ့တည်နေတာတွေ့လိုက်ရပါရီအနီးနားမှာဘာလက်နဲ့မှမတွေ့ရလို့လူတိုင်းထိတ်လန့်သွားကြပါရီအားလုံးကအကျဉ်းသားတစ်ဒီမတ်ကိုတန်တရားရှိပေမဲ့ဘာသက်တည်မှမပြနိုင်ခဲ့ပါဘူးနောက်ရက်တွေမှာလည်းထူးဆန်းတဲ့အတန်တွေနဲ့အနီရောင်အရေးဆိုးတွေမြင်လာရပါရီအခန်းလွတ်တွေစီကနေအော်ဟစ်တန်တွေထွက်လာလို့အားလုံးခြောက်ခြားနေကြပါပြီတိတ်မကြခင်မှာပဲဒုတိယမြောက်လူထက်အသက်ခံရပြီးထောင်ထဲပိုတင်းမာလာပါရီအဖွဲ့အသီးသီးကအကျဉ်းသားတွေဟာတယောက်ကိုတယောက်အပြစ်တင်ရင်းခိုက်ရန်ဖြစ်ပွားလာကြပါရီဒီမတ်လာတိုင်းအခန်းထဲရုတ်တရက်အေးဆက်သွားတာကိုအန်ဂိုရိုသတိထားမိပြီးသူ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါရီညတကောင်မှာဒီမတ်ကိုကြီးနီးရဲတောက်လောင်နေတာကိုအန်ဂိုရိုတွေ့လိုက်ရပါရီဒီမတ်ကသူ့ကိုအတန်မထွက်ဖို့လက်ဟန်နဲ့တားမြစ်ခဲ့ပါရီဒီမတ်ကသူဟာလူသက်သမားမဟုတ်ပဲမတရားအသက်ခံခဲ့ရတဲ့ဝိညာဉ်ဆိုပူးကန်နေတာလို့ပြောပြပါရီအဲ့ဒီဝိညာဉ်ဟာတက်ခဲ့သူတွေကိုလက်စားချေနေတာပါဒီအကျဉ်းထောင်ထဲမှာအာဏာပိုင်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုနဲ့လျှို့ဝှက်လူတက်မှုမောင်ခိုရာဇဝင်ဇိုးတွေရှိခဲ့တာဖြစ်ပါရီအဲ့ဒီမကျွတ်လွတ်သေးတဲ့ဝိညာဉ်ဟာသူ့အပေါ်ကျူးလွန်ခဲ့သူအားလုံးကိုအဆုံးစီရင်ဖို့လှုံ့ဆော်နေတာပဲဖြစ်ပါရီတတိယမြောက်လူထပ်သေးသွားတော့ခေါင်းဆောင်တွေစုဝေးတိုင်ပင်ကြပါရီဒါဟာတာမန်လူတက်မှုမဟုတ်ပဲနာနာဘာဝတကူဆိုးချောင်းဆိုတာအားလုံးသဘောပေါက်သွားကြပါရီအရင်ကရန်သူတွေဖြစ်တဲ့ဂိုင်းစတာတွေဟာအသက်ရှင်ဖို့ပူပေါင်းပြီးဝိညာဉ်ဆိုးရဲ့စင်မြစ်ကိုစတင်စုံစမ်းကြပါတော့တယ်ထောင်ရုံးခန်းကနေခိုးယူလာတဲ့မှတ်တမ်းဟောင်းတွေအရအကျဉ်းသားတယောက်ဟာတိုက်ပိတ်ခန်းထဲမှာရက်ဆက်စွာအသက်ခံခဲ့ရပြီးထောင်မူဂျက်ဖရီကအမှုကိုဖုံးကွယ်ထားခဲ့တာကိုသူတို့သိရှိသွားခဲ့ကြပါရီဒါကြောင့်ဝိညာဉ်ဆိုးကိုမူလတည်ဆုံခဲ့တဲ့တိုက်ပိတ်ခန်းစီပြန်များခေါ်ဖို့အစီအစဉ်ဆွဲပြီးတည်ဆုံသူရဲ့ပစ္စည်းတွေနဲ့ဆက်သွယ်ဖို့ပြင်ဆင်လိုက်ပါရီဒါပေမဲ့ဝိညာဉ်ဆိုးကဒီမတ်ရဲ့ခန္ဓာကိုယ်ကိုလုံးဝသိမ်းပိုက်လိုက်ပြီးတရက်ခန့်အစ်စ်ဖြစ်တဲ့ထောင်မူဂျက်ဖရီနောက်ကိုလိုက်လံတိုက်ခိုက်ပါတော့တယ်အကျဉ်းထောင်ရဲ့ဇင်းကြံလန်တွေဟာအမောင်ထုဖုံးလွှမ်းသွားပြီးတန်တကားတွေအလိုလျောက်ပိတ်ကျသွားခဲ့ပါရီတန်ကြိုးတွေလှုပ်ခါလာပြီးထောင်မူဂျက်ဖရီရဲ့နာမည်ကိုအော်ခေါ်တန်တွေစူညံစွာပဲ့တင်ထက်လာခဲ့ပါရီအန်ဂိုရိုကဝင်တာပြီးတရားမျှတမှုရအောင်ကူညီပေးမယ်လို့ပြောပေမဲ့ဝိညာဉ်ဆိုးရဲ့ဒေါသကတော့ရက်တံဖို့ခတ်နေစေပါပဲဒီမတ်ဟာမိမိကိုယ်ပြန်လဲထိန်းချုပ်နိုင်ဖို့ပြင်းပြင်းထန်ထန်ရုန်းကန်တိုက်ခိုက်ခဲ့ပါရီသူဟာအပြစ်မဲ့သူတွေထပ်မံမသိဆုံးရအောင်ဝိညာဉ်ဆိုးကိုခန္ဓာကိုယ်ရင်းမှာအတင်းထိန်းချုပ်ပြီးစတေးခံဖို့ဆုံးဖြတ်လိုက်ပါရီဒီမတ်ဟာအလုံးပိတ်တိုက်ခန်းထဲကိုအပြေးလွှားဝင်ရောက်သွားပြီးတကားကိုအတွင်းကနေတောက်ခတ်ပိတ်ချလိုက်ပါရီအဲဒီနောက်မှာတော့ကြောက်မက်ဖွယ်အော်ဟစ်တန်ကြီးနဲ့အတူအရာအလုံးရုတ်တရက်တိတ်ဆိတ်သွားခဲ့ပါရီဒီဖြစ်ရပ်အပြီးမှာတော့ထောင်မူဂျက်ဖရီရဲ့မတရားမှုတွေပေါ်ပေါက်သွားပြီးဖမ်းဆီးအရေးယူခြင်းခံလိုက်ရပါရီအရင်ကရန်သူတွေဖြစ်ခဲ့ကြတဲ့အကျဉ်းသားတွေဟာလည်းအချင်းချင်းနားလည်မှုနဲ့စီးလုံးသွားကြတာတွေ့ရပါရီဇက်သိမ်းမှာတော့ဇင်းကြံလန်းတွေကမီးတီတွေမိတ်တုပ်ဖြစ်ပြီးအနီရောင်အရိပ်ပြေးသွားတာတွေ့ရလို့ဝိညာဉ်ဆိုးထွက်မသွားသေးတာကိုပြရင်းပြီးဆုံးသွားပါရီ